ဆွဲထားလို့မရနိုင်တဲ့ရေသက်ဆိုတာရေသက်ကုံသွားရင်ဆွဲထားလို့လည်းမရနိုင်ဘူးအရာရာဟာရေသက်ပါတော့ပဲဆက်ဆံရေးတိုင်းကသူ့တက်တန်းနဲ့သူရှိပြီးသားရေသက်ကုံရင်တော့တက်တန်းနဲ့ကုံတာဘလောက်ပဲပြောရှင်ပြန်ကောင်းတဲ့ဆက်ဆံရေးဖြစ်နေပါလေတကယ်တမ်းရေသက်ကုံသွားတဲ့အခါမလွဲမသွေနှုတ်ဆက်ခွဲခွာရပါမယ်နှုတ်မဆက်ဘဲနဲ့လည်းခွဲခွာရနိုင်ပါတယ်ဒါဟာပုံမှန်လေးပတ်နေတဲ့တဘာဝပဲဖြစ်တယ်တွေးဆိုမှုတိုင်းကိုနောင်လာရစေနဲ့နောင်လာဖြစ်စေတဲ့အရာတွေလုံးမိပါလိမ့်မယ်တွေးဆိုမှုတိုင်းကအသေးပဲကိုရှိကြပါတယ်ဘသူတွေကဘယ်ချိန်ဒီကနားမှာရှိနေပြီမလဲလို့တွေးမနေပါဘူးတွေးလို့ပြီးတော့လည်းစိတ်မပြောဘဲမနေလိုက်ပါအတွေးလွန်တာကအချင်းဖြုံးခြင်းတစ်မျိုးပဲသူတို့တွေကသင်္ဘောဝနဲ့အချင်းတစ်ခုတည်းအဖို့ပြုပေးခဲ့တယ်ဆိုတာနဲ့တင်ဟာခံကောင်းနေပါပြီဘဝကြီးအဆုံးထိအတူတူမရှိနိုင်ကြပြီနဲ့တစ်ချိန်လုံးကအမတ်တရားကောင်းတွေကိုပြန်တွေးကြည့်ပြီးကျင်တဲ့နှစ်သိမ့်လိုက်ပါဘဝမှာချစ်သူဖြစ်ဖြစ်မုန်းသူပဲဖြစ်ဖြစ်ရေသက်ပါတဲ့တော့စုံလေးခွင့်ရနေမှာပါရေသက်ကုံသွားရင်တော့သင်ဆွဲထားလို့လည်းနေရနိုင်တော့ပါဘူးဒါကြောင့်ရေသက်မကုံသေးခြင်းတန်ဖိုးထားတဲ့နေရာတန်ဖိုးထားပြီးနေပါလိမ့်